အားလုံးပဲမင်္ဂလာပါရှင်ယွန်ပေါ့စကတ်ကပါယွန်ကဒီနေ့မှာတော့စာအုပ်တုံးကိုဖတ်ပြပေးသွားမှာမဟုတ်ဘဲနဲ့ journaling လေးတစ်ခုကိုလုပ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ယွန်နဲ့တူတူ journaling လေးကိုလိုက်လုပ်ကြည့်အောင်နော်ဒီခေါက်မှာတော့ယွန်ကတကြံနှောင်းကရွာတွေကအန်တီတယောက်လာပေးထားတဲ့ပတောက်ပန်းလေးကိုပေါ့နော်ဒါဒီနေ့ရဲ့ပထမအဆုံးရတဲ့ပတောက်ဦးလေးပေါ့နော်ဒီပတောက်ဦးလေးကိုအချောက်ခံထားပြီးတော့စာအုပ်လေးမှာကိုယ့်ရဲ့ဒီ diary စာအုပ်လေးမှာကပ်ပြီးတော့ပေါ့နော် journaling လေးလုပ်ပြပေးသွားမှာဖြစ်ပါတယ်ဒါလေးကတော့ပတောက်ပန်းလေးကိုတိတ်လေးနဲ့ပဲပေါ့နော်ဒီဝါရှိတိတ်လေးနဲ့ပဲကပ်လိုက်ပါတယ်ဆိုတော့ဒီပတောက်ဦးလေးက73ရက်နေ့မှာရခဲ့ရပါယူကတော့လေဒီပတောက်ပန်းလေးကိုမြင်ပြီးတော့ပေါ့နော်ဒီတစ်ခုလေးကိုတော့တွေးမိသွားတယ်ဒီလောကကြီးကိုလေပန်းရနံ့တွေနဲ့ပို့ပြီးထုံမွန်းစေခြင်းနဲ့မေတ္တာဓာတ်တွေနဲ့ပို့ပြီးတော့အေးချမ်းစေခြင်းနဲ့ခက်ခဲတဲ့ကာလကြီးကိုရှင်ဆိုင်ဖြတ်သန်းနေရတယ်ဆိုပေမဲ့ဒီဗီဒီယိုလေးကနေမေတ္တာဓာတ်တွေနဲ့လွှမ်းခြုံပေးလိုက်ပြီးမို့လုံခြုံနေထွေးကြပါသေးရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်တတား